တို့ရွာလူကြီးကုသိုလ်ထူလို့တွေ့ရတာပဲအားလုံးကိုတခါတည်းမာရမယ်နော်မင်းဘာလုပ်ရလဲဟောတေချာကြည့်နေရလေနောက်ဆုံးဟုတ်ကဲ့ဖုန်းတွေပေါ်တယ်ဆိုတော့လက်မစော့ကြနဲ့နော်တန်မိုးရှိတဲ့ရှေးအောင်ပစ္စည်းတွေကိုဓာတ်ပုံမရိုက်ပါနဲ့ Facebook မတင်ပါနဲ့ဒါအမိန့်နဲ့ဟုတ်ကဲ့ဟာလူကြီးကတော့မလုပ်ရိုက်နေရတော့ငါမတန်းတင်တာတာဝန်ရရိုက်တာဟုတ်ချက်ကြီးဟမ်ဆရာတော်ကြီးကရက်ရှည်တရားပွဲကြွသွားတာဆိုတော့ဒီပစ္စည်းကိုဘယ်လိုထိမ့်နေရမလဲဩကြောက်ရင်မထားမှာဗောဗျာလို့ရမလားဗျာဒီရှင်းအောင်ပစ္စည်းတွေကိုဝင်းနေတော့အရင်တွေ့တာလေမင်းဘာနာလဲလို့ဝင်ပြောတာလေဒီရမှာငါလူကြီးဒါနိုင်ငံပိုင်ပစ္စည်းဟုတ်တယ်ဖေတက်ဆိုင်ရအောင်အကြောင်းကြားပြီးပြန်နိုင်မှုကတားလို့တောင်းတယ်မှန်လိုက်တာငါတူရဲ့ဒီရက်မှာငါတို့ကတာဝန်အရှိဆုံးပုံကိုယ်တွေတက်ဆိုင်ရာညွန်ကြားချက်တစုံတရာမရမချင်းငါတို့ဒီမှာပဲထားမယ် right ကန့်ကွက်မဲ့လူရှိလားရှိပါဘူးကန့်ကွက်မဲ့လူရှိလားမရှိပါဘူးကန့်ကွက်မဲ့လူရှိလားရှိပါဘူးရှိတယ်ဝါးစရာရှိတယ်လို့သွားပြီလို့ဟောခင်ဗျားသားလာပြီးတော့နှုတ်ဆက်သွားသေးတယ်အဲ့ဒီပစ္စည်းတွေကဘယ်လောက်တန်လဲအဲ့ဒါရှင်းအောင်ပစ္စည်းတွေကွာတန်ဖိုးဖြတ်လို့မရဘူးနိုင်ငံသားတွေကြိုက်သွားလို့ကတော့ကွာဒေါ်လာတွေပလူပြန်သွားမယ်ဟာမလောက်ကြပါနဲ့ဟာအဲ့ဒါသာသနာပိုင်ပစ္စည်းတွေနော်စိတ်နဲ့တော့မပြေမနဲ့အားလုံးမြေမျိုးသွားမယ်နားလဲလားဟုတ်ကဲ့ပါဟမ်ကျုပ်တို့ဒေသမှာဒီနေရာတားကောင်ပြစ်တဲ့လူတွေထောက်ပဲအသွားလာရှိတာလေအခုတားကောင်လည်းမပြစ်ရတော့ဘူးဆိုတော့ဘယ်သူမှတော့အရောက်ပေါင်းမရှိတော့ခင်ဗျားတို့ကဘယ်လိုလုပ်ပြီးဒီရောက်နေတာဩအာသီးလေးကလည်းကျုပ်တို့လည်းတောလိုက်တာလေးပါလေဝါသနာပါတယ်လေဗျာဒီကောင်ကြီးပြထားလို့ဒီရောက်နေတာရှာပါရဟာတောကုန်တော်လီအာသီလေးကိုအဲ့ခံကြီးလို့ဒီမှာအဲ့အသားဥပဒေနဲ့မလွတ်ဘူးနော်တစ်တော်ဥပဒေနဲ့ညှိတယ်ဩအာသီးလေးကလည်းတူတူတိတိသားပေါ့ဗျာမဟုတ်ဘူးလားကဲပြောရင်တော့ယူကွာအာသီလေးအဲ့ခံဟောအပီးကြအာသီးလေးကျုပ်တို့လည်းနေတကောင်လှည့်လာခဲ့ပြီဘာလို့မှမဖြစ်ဘူးဖြစ်ချက်ကြီးလေကျုပ်တို့တက်ကြွတာလည်းလူသားမဖြတ်မယ်လူမရက်မယ်အဲ့ဒါပဲကဲမင်းတို့အာစီကတော့ဒီတိုင်းမသေးလဲတွေးထွက်လို့မသိပါဘူးအဲ့တော့ကြောက်ကဘာတို့ပြစ်ချပြီးတော့အစားဖြောက်လိုက်တော့အားလုံးရှင်းတော့တော့ဒီရွာကိုငါလှုပ်ချင်တယ်လို့မရဘူးဟဲ့လေမင်းတို့တော့ကောက်သွားမယ်နော်ငါရက်လူကြီးကွာစောက်ခေါ်တော့ရုံပဲကိုကြီးကလည်းတူလို့ပြောပါကိုကြီးရဲ့ပါဇက်ထဲကိုဒေါင်းဝင်သွားမယ်ချင်းတွေကိုကြီးမှန်တက်မနေနဲ့ဟဲ့အောင်နေမင်းတို့ကြိုက်တဲ့ပစ္စည်းကိုယူသွားလို့ရအဲ့လူတော့တန်းနေမပိတ်မပေးဒီဘေးလေတော့ဒါတဆုံးဝင်မယ်အော်မကြည့်နဲ့တော့မင်းတို့လိုချင်တာအကောင်ယူဟာစိတ်ချခင်ဗျားတို့ပစ္စည်းတွေလည်းအကုန်ယူဟာမှာရှေ့ဟောင်းပစ္စည်းတွေအကုန်ထုတ်ပေးကြားလားထားနိုင်ခဲ့ဟဲ့နိုင်ခဲ့ဟဲ့မြတ်ပါတော့ဆဲလောက်ပါကောင်းပါပါလေရှိရတယ်အကုန်ချုပ်ပေးထားတာပါပေးရတဲ့ပစ္စည်းတွေထုတ်ပေးအောင်မယ်ပြန်လို့ထားထားလိုက်ထားဟောတော့ရောနေဟာကောလေရာကျော်လို့မောင်ကြီးဘာလို့အနေမပေးချင်ဘူးတော့ဘာမှအချိန်မရှိဘူးပြောအမေညီမလေးချုပ်ပေးလိုက်ဘာကြည့်ကျိုးလာတယ်အမေချုပ်ပါမယ်ညီမလေးချုပ်ပေးလိုက်ချုပ်ပါမယ်ချုပ်
ဒီကိစ္စကသွေးဥသားတော့ဖြစ်တာမဟုတ်ဘူးဗျ ညာဖြစ်သွားတယ်ဆိုတာအတွင်းမှုပါလို့ဖြစ်တာပါဗျာ အကိုကြီးရောငါ့ကိုပုံပုံလေးလေးလားရှောက်ကြသမှာချစ်ဗျဟိုတပြားတိုက်ခါရတဲ့ကိစ္စလေးတပည့်တော်တို့တော့အလက်ကောင်မသိငါပါဘူးဗျာ ရှင်ဘယ်လိုပြောလိုက်တာကျမသားလေးကအဲ့လိုမျိုးလုပ်ပါမှာ ကျုပ်တို့ကထောက်ထားနဲ့ပြောနေတာ နေစမ်းပါဘလို့ထောက်ထားမျိုးလဲ ဟုတ်တယ်ပြောပြလိုက်သည် အရှင်ဘုရားတပည့်တော်တို့ကတော့အလက်ကောက်လို့ပဲပြောချင်ပါတယ်ဘုရားအဲ့ကောင်လေးကလေတပည့်တော်ရဲ့အိမ်ကိုဓမြတိုက်မယ်လို့လေခဏခဏချင်းချောက်ပူပါတယ်ဘုရားပြီးတော့ဒီရွာမှာတပည့်တော်ရဲ့ညီမလေးကိုမှုံကြီးလို့ခေါ်တာလေသူတယောက်တည်းပဲရှိပါတယ်ဘုရားညီမလေးရှက်လိုက်လေ အဲ့ဒါတော့မှန်ပါတယ်ဖေဟိုဒါပေမဲ့ဓမြတိုက်တဲ့ထဲမှာအလက်ကောင်ပါမပါတော့တပည့်တော်မပြောရပါဘူးဖေ တက်တယ်မရှိပဲပြောလို့ပဲရပါမယ်ငါတို့လည်းပစ္စည်းတွေဆုံးရှုံးရတာပဲလေ ကျုပ်တို့အာစီဆိုရင်လေသူ့အိမ်သူပြန်ပြီးဓမြတိုက်ပါမလားဗျာ ဟဲ့အောင်မင်းနားမလဲပဲနဲ့ဝင်မပြောနဲ့မင်းတို့ကောင်ကရှင်အောင်ပစ္စည်းမှတ်ပြီးတော့လှုပ်သွားတာပြီးတော့သူမဲမသိအောင်သူ့အိမ်ကိုပြန်ပြီးဓမြတိုက်သွားနားလေလား မင်းတို့အဲ့တော့ပြောနေရင်ငါသားဆိုတာကိုတိတိကျကျတက်တိပြန်စားမှာ ကဲတော်ကြတော့အဲ့ဒါကြောင့်ကိုယ့်ကိုယ်အခုသူဖြစ်မခံနဲ့လို့သတိပေးထားတာလေဒါတဲ့ဟိုအလက်ကောင်ရဲ့အဖေနဲ့မေမင်းတို့သားအောင်ပမာလဲ အလက်ကောင်တွေမဟုတ်ပါဘူးဗျသူ့နောက်လိုက်2ယောက်ပါပျောက်နေပါတယ်ဗျအဲ့ဒီကောင်တွေအကြောင်းလည်းတရွာလုံးကသိပါတယ်ဗျအချုပ်ထဲကိုဝင်လိုက်ထွက်လိုက်တဲ့အကောင်တွေပါဗျအဲကြောင့်တပည့်တော်တို့ကသူတို့လို့ပြောတာပါဗျ ဘာမှမသိသေးတဲ့အချိန်မှာအချင်းချင်းစိတ်ဝင်းကွဲမနေရပါနဲ့အဖြစ်မှန်ပေါ်လာတဲ့အခါကျတော့တရားဥပဒေတိုင်းဆောင်ရွက်ကြရမှာပေါ့လောလောဆယ်တော့တင့်တင့်မြတ်မြတ်နေကြလူကြီးတွေကလည်းသက်ဆိုင်ရာကိုအကြောင်းကြားကြံတဲ့လူတွေကစိတ်အေးအေးထားဓမြတွေမိလာတဲ့အခါကျတော့ပစ္စည်းဆိုတာကအုပ်စင်းမှန်ရင်ပြန်ရကြမှာပေါ့အေးဘုံဘုံကလည်းပြန်ရပါစေလို့ဆုတောင်းပေးပြီးမေတ္တာပို့နေပါမယ်နော် မှန်ပါဗျ မှန်ပါဗျာ ဟောရီယာအဖတပည့်တွေဆင်းမြစ်တူသွားရင်းနဲ့တွေ့လို့မောင်ရင်တေဟံမရောက်တာဘာလဲဆွတ်တော့တော့ကူပြီးပါပြီကွာဘောင်လေးကန်ကောင်းပါလေကန်ကောင်းပါလေကျွန်တော်နာမည်ရာထုံးတော့ပါတရွာလုံးကတော့လက်ကောင်းလို့ခေါ်ပါတယ်ကျွန်တော်လောက်ကြံခံရတာပါကျွန်တော်လူယုံတတ်တာပါရဲ့ရစ်စလေးကြတာကွာလူတွေကဘလူးစိတ်တွေဖြစ်ကုန်ပြီကွာလူလေးอ่ะလောင်းမင်းတို့ကတက်ဆိုင်ရာကိုအကြောင်းကြားဟောဒီလူလေးပြောပြတဲ့နေရာကိုရောက်အောင်သွားကြားလားနော်ဟုတ်ကဲ့ပါခင်ဗျာကဲလူလေးအန်ဒီကင်းပါပြီလူလေးဟာစိတ်အေးလက်အေးအနားယူအောင်နော်အဖလူလေးကိုမေတ္တာပို့ပေးနေပါမယ်မင်းတို့အာစီရတော့ဒီတိုင်းမသိလဲတွေးထွက်လို့သိပြီအဲ့တော့ကြောက်ကဘာတို့ပြစ်ချပြီးတော့အစားထောက်လိုက်အခုမှလာပြီးမတောင်းပါနဲ့မင်းတို့ကြောင့်ရခဲ့တဲ့တရားတွေအခုချိန်ကြီးသွဲမတိတ်သေးဘူးကွာဟဲ့မင်းတို့ကကျွေးတဲ့လက်ကိုပြတ်လိုက်တဲ့ကောင်းတွေငါ့ကိုဘာလို့လုပ်တာလဲပြောပါစီပြောပါဒီချိန်မှာလုတ်ွက်ရှားနေတာဆိုတော့အဲ့ဒီရှီအောင်ပစ္စည်းတွေဒီရွာမှာချမ်းသာတဲ့အိမ်တွေအားလုံးပါတခါတည်းဆွဲစီရမယ်ကွာဟဲ့အောင်နေလုံရင်တော့အကြီးကြီးလုံရမယ်နော်
ဒါမှလက်သိမပေါ်ပါ ဟာမင်းတို့ကောင်တွေကွာခွေးလောက်မှအသိဉာဏ်မရှိတဲ့ကောင်တွေအဲ့ဒီပစ္စည်းတွေကသာသနာပိုင်ပစ္စည်းတွေစိတ်ထဲတော့မပြင်းမနဲ့လို့မင်းတို့ကပြောထားတယ်မင်းတို့ကပြေးပြတာနဲ့စိုးတော့ပဲဟေးငါမိဘတွေလည်းငါရက်ရွာကိုဒုက္ခပေးတဲ့ကောင်တွေအခုမှလည်းကြောက်တာပြော ထွက်သွားပါပြီ ဘယ်လိုထွက်သွားလဲ အဲ့ဒီရှေ့ဟောပြည်စီတွေရောင်းတစ်ဖက်နိုင်ငံသွားတော့မှာပါအစီ ဟာဟဲ့ကျိုးချောင်းယူဒီကောင်လာတော့လာ ဒီတော့အသက်ပြေးတဲ့ကောင်မလားကွာတက်လိုက်ကောင်အမေကဖေးလာဆက်ချင်းရတော့ကွာယာတို့သားစီတာကျွန်တော်တို့သိထားလို့ကျွန်တော်ပြောပြပါမယ်ဗျာ ဒါဆိုရင်ရွာမှာဖြစ်သွားတဲ့ကိစ္စအလက်ကောင်လက်ချက်မဟုတ်ဘူးဗော တရားခံနေနဲ့တက်တိကံပစ္စည်းအားလုံးကိုကျွန်တော်ရထားပါတယ်တိုက်ရမှာပစ္စည်းကိုတော့ဒီမှုပြည့်ပြတ်သွားတဲ့ခါကျရင်အရင်ကကျွန်တော်ပြန်ပေးမှာပါ အားလုံးကကိုယ့်ရဲ့ပစ္စည်းဥစ္စာတွေစောနဲ့အလက်ကောင်ကိုဆွဆွဲမိခဲ့ကြတာ哦ကျမတို့တန်လေးကလူအောင်ပါခဲ့လို့အခုတော့အပြင်းပြရတာပါမင်းအမေပြောခဲ့တာနဲ့အမေစကားမမင်းနားမထောင်နာအလက်ကတရွာလုံးကနင့်ကိုဆွဆွဲနေတဲ့အချိန်မှာဘာလို့စကားမှနားမထောင်ခဲ့ဘူးဘာလို့မှမယုံခဲ့နေလောက်တာမဟုတ်ဘူးဘာပဲငါယုံကြည်နေခဲ့ဘူးအခုလည်းဘာမှမဖြစ်စေဘူးဘာမှမဖြစ်စေအောင်နော်ငါတို့အားလုံးကိုစိတ်ကိုပို့ပေးမယ်နော်နေဘာမှဖြစ်စေအောင်သိလား
ငါနဲ့တကယ်ချစ်ခဲ့တယ်ဆိုတာဟုတ်လေဒီကြည့်ပြီးပါနော် 那个，这小毛，这小毛，我可怜你，那个我可怜你。